အားလုံးပဲမင်္ဂလာညနေခင်းခင်ပါစေလို့ဆုတောင်းလိုက်ပါလေကျွန်တော်ရဲ့ YouTube နဲ့ Telegram Channel မှာအပတ်တိုင်းထွက်လေရှိတဲ့ R ထိုးရမယ်ထိုးခွက်ရှစ်ခွက်ကိုတနင်္လာနေ့ကတည်းကတင်ပေးထားတာတွေ့ကြမှာပါမကြည့်ရသေးရင်ဝင်ကြည့်လိုက်ပါ Description မှာ link တင်ပေးထားပါမယ်အဲ့ဒီရှစ်ကွက်ကမထွက်ကမရှိပါဘူးနော်အထွက်နောက်ကြလာနဲ့အစောကြီးထွက်တာပဲရှိပါတယ်ဒါကြောင့်မထိုးရသေးတဲ့သူဆိုရင်ဒီကြာစပတေးညနေကစားပြီးလိုက်ထိုးတင်ပါလေဗျာလိုက်ထိုးနေတဲ့သူတွေလည်းဆက်ပြီးမွေးထိုးတင်ပါတယ်ဒီဗီဒီယိုမှာရှစ်ကွက်ကိုမိတ်နေမှာဆိုလို့လာပြောဖေးတာပါဒီနေ့ကြာတပတေးနေ့မနက်မှာကျွန်တော်ရွေးပေးထားတဲ့အပူးရှစ်ပူထပ်ခဲ့ပါတယ်နော်ပေါက်တဲ့သူရှိရင်လည်း comment လေးဝင်ရေးသွားပါအောင်ကျွန်တော်ရဲ့ Telegram VIP Channel ကို join ချင်တယ်ဆိုရင်လည်းဝင် join ထားလို့ညပါလေဗျာ member ကြီးတလား9000ကျပ်ပါခင်ဗျာ VIP Channel မှာတော့ VIP ဆိုတဲ့အတိုင်းနေ့စဉ်မထီးမပေါက်ကြီးတွေ one chain ရဲ့ထိုးကွက်တွေကိုတင်ပေးနေပါလေဗျာနေ့စဉ်ပေးတဲ့နေ့ကြိုက်ထိုးကွက်တွေအပြင်အင်္ဂါမူကျော်ပါတီးညက်ကျွန်တော်ရဲ့စိတ်ကြိုက်ရွေးကွက်မနက်အတွက်ရောညနေအတွက်ရောတနေ့နှစ်ကိန်းအားနဲ့ခဏတလုံးနဲ့